မင်္ဂလာပါရှင်ဒီနေ့ကတော့ Bangkok Osaka Expo 2025မှာပြုလုပ်သွားခဲ့တဲ့ Persona Natureverse နဲ့ပတ်သက်ပြီးတော့ဘင်ကိုဘယ်လိုအသုံးပြုသွားလဲဆိုတာကိုရှင်းပြပေးသွားချင်ပါတယ်။ Persona ကိုစောက်လုပ်တာကတော့ Osaka မြို့မှာဖြစ်ပြီးတော့သူ့ရဲ့ Sakkei Design ခိခံအနေနဲ့က2022 10 လပိုင်းကနေဒီဇိုင်းချလုပ်တာမှာ2023 10 လပိုင်းအထိ17 လကြာခဲ့ပါတယ်။ခိုးကြီးအနေနဲ့က2023 9 လပိုင်းကနေ site ကိုစတင်ခဲ့ပြီးတော့2024 17 လပိုင်း15 လကြာsite ကိုခိုးကြီးလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ချီကျော်နီကိုင်အနေနဲ့နှစ်ထပ်အဆောက်အဦပုံစံအနေနဲ့တည်ဆောက်ထားခြင်းဖြစ်ပြီးတော့သူ့ရဲ့ structure ကတော့ steel structure ကိုအသုံးပြုထားပါတယ်။ရှီကီချီမန်ဆက်ကီဆိုတဲ့မြေ area အနေနဲ့က3514 meter square ရှိပြီးတော့သူ့ကိုဆောက်လုပ်ထားတဲ့အဆောက်အဦ area အနေနဲ့က2313 meter square ရှိပါတယ်။ Persona မှာတော့အဆောက်အဦပုံစံ2မျိုးပါဝင်ပါတယ်။ပထမတစ်ခုကတော့ entrance ဝင်ပေါက်ကိုကြတော့ Makigaito လို့ခေါ်တဲ့ Q အုံပုံစံလေးအဆောက်အဦပေါ့နော် Snail shell shape building လို့ခေါ်တဲ့အဆောက်အဦကို entrance ဝင်ပေါက်အနေနဲ့အသုံးပြုထားပြီးတော့မှနောက် Q လုံးပုံစံ Ammonite လို့ခေါ်တဲ့ Q လုံးပုံစံ shell ပုံစံကိုကြတော့အထက်မှာတန်းကြီးကိုက် expo ပွဲအနေနဲ့ဆောက်လုပ်ထားတာဖြစ်ပါတယ်။ဝင်ပေါက်ရဲ့ Q အုံပုံစံကိုတော့ H pin ကိုအသုံးပြုထားပြီးတော့အပြင်ကဂိုင်းဆိုးအနေနဲ့ကကြတော့ Marco ကိုအုပ်ထားတယ်ပေါ့နော် membrane အုပ်ထားတဲ့ pattern အနေနဲ့ structure ကိုဆောက်လုပ်ထားပြီးတော့အတွင်းကတန်းကြီးကိုက် Q လုံးပုံစံstructure ကိုကြတော့ truss ကိုအသုံးပြုထားပြီးတော့မှသူ့ကိုလည်းအပြင်က Marco membrane အုပ်ထားတဲ့ပုံစံအနေနဲ့ structure ကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။တာဝန်ယူဆောက်လုပ်ပေးတဲ့ကုမ္ပဏီတွေအနေနဲ့ကစက်ခဲရပိုင်းက main အနေနဲ့မိုင်ဒါခန်းစစ်သူကတာဝန်ယူထားပြီးတော့ဖြောလျော်ကိုခိုင်ရှာအနေနဲ့ကဒီ truss အပိုင်းနဲ့ Tekotsu steel structure ဘိုင်းကိုတာဝန်ယူထားတာက Tomoe Corporation ကတာဝန်ယူထားပြီးတော့ Marco ဆိုတဲ့ membrane နဲ့အဲ့ membrane ကိုဆက်မဲ့ဘူဇာကြီးနီးကြီးဘူဇာကြီးတွေကိုကတော့ထိုင်ရောက်ကိုပြောကတာဝန်ယူပြီးတော့ဆောက်လုပ်ထားတာဖြစ်ပါတယ်။ Persona မှာသုံးရတဲ့ bin tools တွေနဲ့bin data တွေဘယ်လိုချိန်သွားလဲဆိုတာကိုပြပြပေးပါမယ်။ Second stage မှာတော့ design stage မှာတော့ design အနေနဲ့ Rhinoceros ကိုသုံးပြီးတော့ Rhino နဲ့ AutoCAD နှစ်ခုကိုသုံးပြီးတော့မှ 3DM file ပေါ့ Rhino ရဲ့ file type ပေါ့ 3DM file အနေနဲ့Sakkei ဘူးကိုပို့ပေးရဲ။မိုင်းဒါရဲ့ Sakkei ဘူးကဘာလို့သုံးလဲဆိုရင် ArchiCAD နဲ့ Rhinoceros နှစ်ခုကိုသုံးပြီးတော့မှTomoe ကိုပို့တယ်။ Tomoe ကကြတော့ Rhinoceros နဲ့ Grasshopper ကိုဆက်သုံးပြီးတော့မှနောက်ဆုံး Marco Koji membrane structure တော့ကိုထိုင်ရောဘက်ကို3DM နဲ့Sanyo Cloud တစ်ခုကိုသုံးပြီးတော့မှ data ကိုပို့တယ်။ပို့ပြီးတော့မှနောက်ဆုံး membrane Koji အတွက်ကကြတော့ Rhinoceros နဲ့ Grasshopper ကိုပဲတောက်လျှောက်အသုံးပြုသွားတာဖြစ်ပါတယ်။အခုဒီ Q ပုံစံ structure က pattern အနေနဲ့ data ချိန်မယ်ဆိုရင်ပို့ပြီးလွယ်ကူတာကြောင့်မို့လို့ Grasshopper ကိုပါသုံးပြီးတော့မှ3D design ကိုဆွဲထားတာဖြစ်ပါတယ်။ Sakkei design stage မှာရလာတဲ့ BIM data ကိုသုံးပြီးတော့Seiko stage BIM data ကိုဆက်လက်ပြီးတော့ပြုလုပ်ပါတယ်။ Seiko stage site မှာဆိုလို့ရှိရင်ကကြတော့ဒီ truss နဲ့ Tekotsu steel structure တွေကိုထုတ်လုပ်တဲ့နေရာက Tekla ကိုအသုံးပြုသွားပြီးတော့ထိုင်ရောအနေနဲ့ကြတော့ Marco နဲ့နီဂျီဘူဆိုင်ဆောက်စိတ်ထုတ်လုပ်တာကလည်း Tekla plus Rhinoceros ဆိုပြီးတော့နှစ်မျိုးအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီမှာသုံးသွားတဲ့ Ashiba ညမ်းပေါ့ညမ်းကကြတော့ Nikkei စီကနေပြီးတော့မှညမ်းကိုယူထားပြီးတော့သူက Rabbit ကိုအသုံးပြုပြီးတော့မှညမ်းစင်တာမျိုးကိုပြုလုပ်ခဲ့ပါတယ်။Danki ခိုးကြီးနဲ့ Kikai လျှက်စစ်တဲ့ဆက်စုပြီးဒီ MME အပိုင်းကိုကြတော့ T-Fast ကိုအသုံးပြုပြီးတော့မှ3D Sakkei လုပ်သွားပါတယ်။ Seiko bin ကိုပြီးသွားတဲ့အခါမှာ site ဖက်ချန်အသုံးပြုတာကတော့ Seiko bin ကပြီးသွားတော့အဲ့ဒီ data ကိုအသုံးပြုဖို့အတွက် site ဖက်ချန်ကလူတွေကတော့ Solibri နဲ့ BIMX ကိုအသုံးပြုပြီးတော့မှ 3D data ကိုအသုံးပြုသွားခဲ့တာဖြစ်ပါတယ်။ bin ကိုအသုံးပြုသွားပြီးတော့မှဘာတွေကိုခန့်ထုတ်လုပ်တာလဲဆိုတာကိုဆက်လက်ပြောပြပေးပါမယ်။ Truss နဲ့ Marco Truss နဲ့ membrane နှစ်ခုကြားက Osama ဒီချောစိလုပ်တာပေါ့နော်ပြီးရင် detail steady detail coordination လုပ်တဲ့ဟာတွေကို control လုပ်သွားပါတယ်။နောက်တစ်ခုက truss ရဲ့ steel structure နဲ့ membrane ကိုချိန်မယ် membrane မှာသုံးမယ်နောက်ခု shita ကြီးတွေရဲ့နှစ်ခုကြားကထူရီယာကြီးချောစိပေါ့
interface တွေဘူးဆိုင်တစ်ခုနဲ့တစ်ခုကြားရဲ့ချိတ်ဆက်မှုကဘယ်လိုရှိလဲဆိုတော့ Theory IE တွေကိုချော်ဆယ်လုပ်သွားတယ်ပြီးတော့ membrane နဲ့ expansion joint တွေနှစ်ခုရဲ့ကြားက Theory IE ကိုလည်းချော်ဆယ်လုပ်တဲ့အခါမှာအသုံးပြုသွားတယ်နောက်တစ်ခု entrance အဝင်ပေါက်မှာရှိတဲ့ panel ပေါ့နော်အဲ့ဒီ panel နဲ့ panel မှာအုပ်တဲ့ membrane နဲ့နှစ်ခုကြားက Theory IE ဩစာမာဒီနှစ်ခုလုံးကိုလည်းချော်ဆယ်လုပ်နိုင်သွားတယ်နောက်တစ်ခုကruber အထက်မှာသုံးသွားတဲ့ ruber တွေရှိရပါတော့အဲ့ ruber ရဲ့အပေါ်ကမျက်နှာချက်ပုံစံပေါ့ K ချောတွေကိုလည်း Osama ဒီကိုဒီဘေးနဲ့ပဲခံတိုးလုပ်သွားခဲ့ပါတယ်ဘေးအနေနဲ့က second state design state မှာပြုလုပ်ခဲ့တဲ့ bin model အတိုင်းပဲစေခိုး side pack ရဲ့ bin model စေခိုး model အထိမှာအသုံးပြုသွားပြီးတော့မှစေခိုးအတွက်လိုအပ်တဲ့ data လေးကိုပဲထည့်တဲ့ pattern အနေနဲ့ bin pattern ကိုအသုံးပြုသွားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ scaffolding ညမ်းစင်တဲ့အခါမှာဆိုရင် bin ကိုအသုံးပြုသွားခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကတော့စေခိုး K ကခုမှာက scaffolding ညမ်းစင်တဲ့အခါမှာလည်း bin model ကိုအသုံးပြုသွားခဲ့တာဖြစ်ပါတယ်အမြင့်နေမတူတဲ့အမြင့်နေရဲ့ရှီဟိုခိုးတွေနဲ့ scaffold ညမ်းစင်တာတွေအကုန်လုံးကို2D နဲ့K ကောက်ခုလောက်တာမဟုတ်ပဲနဲ့ 3D beam ကိုပါအသုံးပြုသွားပြီးတော့မှ K ကောက်ခုလောက်သွားခဲ့တဲ့ပုံစံဖြစ်ပါတယ်။ Truss structure ဖြစ်တဲ့အတွက်မို့လို့အောက်ကနေပြီးတော့မှဒီ truss ball ကိုကွန်ပျူတာတက်လုပ်တဲ့အခါမှာထိန်းမှုအတွက်သူ့ရဲ့ deflection မဖြစ်လာဖို့အတွက်ထိန်းမှုအတွက် jacky base တွေကိုအသုံးပြုရတယ်ပေါ့နော်။ပုံမှန်အားဖြင့်ဆိုရင်တော့ jacky base တွေကဒီ truss ball အတွက်ဆိုရင် jacky base ကအမြင်ဘယ်လောက်သုံးရမယ်ဆိုပြီးတော့မှတွက်ချက်ပြီးတော့မှလုပ်ရတာဖြစ်ပေမဲ့အခုဒီ project မှာတော့ truss ball ရဲ့အမြင့်အပေါ်လိုက်ပြီးတော့မှဘေးနေရာမှာတော့ဒီ truss ရဲ့အမြင့်ဖြစ်တာမို့လို့ဒီ jacky base ကိုသုံးမယ်ဆိုတော့data ခန်းစားလုပ်ပြီးတော့မှ scaffolding ကိုအမြင့်ကိုညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ခမန်းကြီးအပြင်ဒီ truss ball က1006ခုရှိပေမဲ့အောက်ကနေပြီးတော့မှ deflection မဖြစ်အောင်ပြန်ပြီးထောက်တင်ထားတဲ့ jack ကတော့ခမန်းကြီး900လောက်တုံ့ပြုခဲ့တယ်လို့ပြောထားပါတယ်။နောက်တစ်ခုကကြတော့ဒီညမ်းစင်တဲ့အခါမှာဒီအောက်ကနေထောက်တဲ့ support column တွေကိုပေါ့နော်ဒါအနည်းအလိုက်အရာကိုခွဲပြလို့ရတယ်အလိုလျောက်အရာကိုခွဲပြရတဲ့စနစ်ပါဝင်ထားတယ် Microsoft ကထုတ်တဲ့ HoloLens ကိုအသုံးပြုပြီးတော့မှ instruction တွေပေးခဲ့ပါတယ်HoloLens ကအဓိကအဖြစ် 3D model ကိုထားရညီရတဲ့ MR ပေါ့နော်မျက်မှန်ကိရိယာတစ်မျိုးဖြစ်ပြီးတော့မှအဲ့ဒါကိုအသုံးပြုပြီးတော့မှ scaffolding တွေရဲ့အစိပ်ပိုင်းတက်ဆင်မှုတွေကိုလမ်းညွှန်ပေးခဲ့ပါတယ်အဆုံးသက်အနေနဲ့ကတော့အခုလိုမျိုးရှုပ်ထွေးတဲ့ design ဖြစ်တဲ့ပုံစံ focus Hasuna K ရောဖြစ်တာနဲ့အမျှအရင်လိုမျိုး 2D zoom in တစ်ခုပဲအသုံးပြုတာမဟုတ်ပဲနဲ့ bin wolf လို့သုံးခဲ့တာဖြစ်တဲ့အတွက်ခိုးတိတ်တော့ကြတာမျိုးလည်းမရှိခဲ့ဘူးရေနောက်တစ်ခါကျတော့ထေတိုရီစာကြောတွေလည်းရော့တယ်လို့နောက်ဆုံးအနေနဲ့ပြန်လဲသုံးသပ်ပေးထားဖြစ်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှာပဲအကြောင်းလေး share လုပ်မယ်ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါကျေးဇူးတင်ပါတယ်